နေဆက်ဒီမှာကြားဖြန့်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဆက်ဆက်တာပေါ့နော်ကြားဖြန့်နဲ့ပတ်သက်ပြီးတော့ writer သတင်းဌာနကရေးတယ်ဘယ်လိုရေးလဲဆိုတော့ကြားဖြန့်အနေနဲ့ပတ်သက်လို့ရှိရင်ထိုင်းကမြန်မာနိုင်ငံကကြားဖြန့် scam center တွေနဲ့သူကထိုင်းရလူတွေနဲ့ချိတ်ဆက်ရှိပြီးတော့ဒီမြန်မာကြားဖြန့်အနေနဲ့ထိုင်းကလုံးဝတိုက်ရိုက်ဆက်သွယ်မှုရှိနေတယ်ဆိုတဲ့သဘောမျိုးwriter ကရေးတော့ထိုင်းဘက်ကနေပြီးတော့သတင်းစာရှင်းလင်းပွဲတစ်ခုနဲ့တူမနေ့ကတော့သူ့ရဲ့မီဒီယာတွေကနေထိုင်းမီဒီယာတွေပြန်ပြောတယ်ဟိုသူတို့လူရင်းပြန်ပြောရရင်သူတို့ပြောရတယ်ပြန်ပြောမယ်စားလူရင်းပြောမယ်ပေါ့ဗျာလူကျွန်တော်တို့သူတို့ကပါဝင်ပတ်သက်ခြင်းမရှိဘူးကြားဖြန့်နေမှာသူတို့ကလုံးဝပတ်သက်မှုမရှိဘူးလုံးဝကြားဖြန့်နေငါတို့နဲ့မဆိုင်ဘူးပေါ့ကျွန်တော်ထိုင်းကညင်းတယ်ကျွန်တော်ကတော့ထိုင်းနေနေတော့ထိုင်းကတော့သူတို့စတဲ့ဇလန်သူတို့ပြန်ရှင်းရတဲ့ဇလန်လာပြီလို့ဆိုလိုတာကဘာလဲဆိုတော့ကြားဖြန့်ကိစ္စကခင်ဗျားတို့ရိုးရိုးလေးပဲပြန်စဉ်းစားကြည့်ပါနော်ဟိုရွှေကုတ်ကူပေါ့ရွှေကုတ်ကူတို့ကြောက်ခက်တို့အစရှိတဲ့ကရင်ပြည်နယ်တွေကနေဆက်ချမ်းစီတို့ရှောက်မှာဒီကြားဖြန့်စင်တာတွေအများကြီးရှိပါတယ်လို့တရုတ်ကပြောလိုက်တဲ့အချိန်မှာတရုတ်အနေနဲ့ကဒီကြားဖြန့်ကိုဘယ်သူတွေပတ်သက်တယ်လဲဆိုတော့တရုတ်ကမသိဘဲနေမှထင်သလားတရုတ်ကအတိအောင်လွန်သေးတယ်နော်ပွင့်လင်းပြောရင်သိတယ်တရုတ်ထောက်လိုက်ရတဲ့ကြားဖြန့်ရှိတဲ့နယ်မြေတွေကိုတရုတ်ထောက်လိုက်ရအကုန်ရောက်ခဲ့ပြီးပြီဒါကြောင့်မို့လို့ဒီနေရာတွေကိုရောက်လာဖို့အတွက်ဘယ်နေရာကနေသွားမှဒီကြားဖြန့်နေရာရောက်တယ်လဲဆိုတာကိုတရုတ်ကသိတယ်အဲ့တော့ writer တို့ဘာလို့ရေးတာလဲမှားသလားမင်းမှားနိုင်ရှိနဲတယ်ဘာလို့လဲဆိုတော့အဲ့ဒီနေသက်ချန်စီယိုရှိတဲ့အဲ့ကြားဖြန့်နေရှိတဲ့နေရာရွှေကုတ်ကူတို့ကြောက်ခတ်တို့အစရှိတဲ့နေရာတွေပေါ့ဗျာနော်ဟော KK Park တို့အဲ့ဒီနေရာတွေအကုန်လုံးကိုရောက်လာဖို့အတွက်ကြားဖြန့်နဲ့လှုပ်တဲ့အလုပ်လုပ်တဲ့သူတွေအကုန်လုံးကဘယ်ကနေလာလဲရန်ကုန်ကနေပြီးတော့ကားနဲ့သွားတာမဟုတ်ဘူးဟိုနိုင်ငံခြားနေရန်ကုန်လေဆိပ်ကိုဆင်းရန်ကုန်လေဆိပ်ကနေပြီးတော့ကားနဲ့အဲ့ကရင်ပြည်နယ်တို့သွားတာမဟုတ်ဘူးမဲဆောက်ကိုလေရင်ဆင်းတယ်မဲဆောက်ကနေမှဒီဘက်ချမ်းကိုနေသက်ကိုချန်စီကိုကူးပြီးတော့တောင်ရင်မြို့ကိုဖြတ်ပြီးတော့ဒီဘက်ကိုဝင်လာတာအဲ့တော့ထိုင်းနဲ့ထိုင်းရဲ့ပတ်သက်နေတယ်ဆိုတဲ့စကားကိုပြောတာမှားသလားမင်းဘယ်လိုလုပ်မှားမလဲထိုင်းကပြောင်ရင်းလို့ညင်းနေတာထိုင်းကနေပြီးတော့ထိုင်းနိုင်ငံရဲ့တဆင်ဖြတ်ပြီးတော့အဲ့ထဲကိုမြန်မာပြည်ထဲကိုဝင်တာထိုင်းကတိကိုသိရမယ်ထိုင်းကတိကြီးနဲ့မသိကြအောင်ဆောင်ခဲ့တယ်လို့ကောက်ချက်ချတယ်ဖြစ်လာတယ်ဆိုတော့တို့ကတော့ညင်းတယ်ဒါပေမဲ့ကျွန်တော်ပွင့်ပြန်ထိုင်းကနေဖြတ်လာတာမဲဆောက်ကနေဖြတ်ပြီးမှဒီဘက်ကိုလာတာချင်းမိုင်ကိုဖြတ်ပြီးဒီဘက်လာတာဆိုတော့အဲ့ဒါကိုတို့ကမဟုတ်ဘူးညင်းတာပေါ့ထိုင်းကဘာလို့ညင်းလဲဆိုတော့သူကြားဖြန့်ရဲ့ကြားဖြန့်လုပ်ငန်းလုပ်မဲ့သူတွေဖြတ်တန်းသွားလာရာအဓိကဆုံရကြီးတစ်ခုကြားဖြန့် hub ပေါ့နော်ကြားဖြန့် transportation hub အဲ့လိုပဲသုံးမလားပေါ့နော်ကြားဖြန့်တည်ပို့ဆောင်ရေးကြားဖြန့်သမားတွေရဲ့ဒီ transit hub အဲ့လိုသုံးအောင်ပေါ့အဲ့လိုသုံး transit hub လို့သုံးပေါ့ကြားဖြန့် transit hub ကြီးဖြစ်ခဲ့တယ်သူတို့အဲ့ဒါကိုမဟုတ်ဘူးပဲညင်းတာပြောင်းညင်းခင်ဗျာမဲဆောက်မှာလေမှာမဲဆောက်ကိုလေဆင်းတဲ့လေမှာပါလိုက်လူစင်းနေနဲ့သူတို့ passport တုံးထူတာတွေနဲ့အဲ့ဒါတွေအကုန်လုံးစင်းကောက်ကြည့်လိုက်အဲ့မှာအဲ့စင်းစာတွေကို list ကိုနောက်ဆုံးပြီးခဲ့တဲ့တစ်နှစ်ကျော်အတွင်းကအဲ့ list တွေပေးပါလို့တောင်းကြည့်လိုက်အဲ့ဒီမှာတန်းထွက်လာလိမ့်မယ်ဘယ်ကောင်တွေကဒီကိုဝင်သွားခဲ့ပြီးတော့အဲ့ကောင်တွေဘယ်ပြန်ထွက်လဲဘယ်ပေါက်ကပြန်ထွက်သွားလဲဆိုတော့မေကွန်အဖြစ်ထွက်ပေါ့ဆိုကြပါစို့ကျွန်တော်ကကြားဖြန့်နေပတ်သက်လှုပ်ရှားမယ်လူကျွန်တော်လိန်ခမ်းတဲ့လူပေါ့လိန်ခမ်းပြီးတော့ကျွန်တော်ကြားဖြန့်နေစင်တာတွေမှာအယောင်းခံပြီးတော့ကြားဖြန့်လိန်ဖို့အတွက်ကျွန်တော်ကလူကုန်ခံရတယ်ဆိုပါစို့ကျွန်တော်ဘယ်လိုသွားလဲမဲဆောက်ကနေဆင်းမဲဆောက်ကိုဆင်းပြီးမဲဆောက်ကနေမှနေဆက်ကနေဘယ်နေရာပညာအဲ့ဒါတရုတ်ကနာမည်ကျော် model တောင်မြန်မာပြည်ရောက်လာတယ်လေဘယ်ကလဲမဲဆောက်ကနေဆင်းရောက်လာတယ်လေအဲ့တော့သူတို့ကမဲဆောက်ကိုဖြတ်ရတယ်ဖြတ်တဲ့ကမဲဆောက်ကလူတွေ immigration က pass လုပ်ရတယ်တုံးထုရတယ်သို့မဟုတ်တစ်ခုလုပ်ရတယ်သူတို့ထဲအဝင်မှာတုံးထုပြတစ်ခုရှိရတယ်โอเคဝင်လာပြပြီးအထွက်မှာလည်းပြဝင်ပြီးရင်အထွက်ရှိရတယ်ခင်ဗျာအမှတ်ထားဘယ်ရမစို့အဝင်ထွက်ဆိုတာရှိတယ်အဝင်ထွက်လို့မှ तू ကကောင်းတာအဝင်ထွက်မလို့ပဲနဲ့ငြိမ်နေsorry အဝင်ထွက်မလို့ပဲနဲ့ငြိမ်နေဆိုရင်အပြဿနာရှိတယ်နော်အဝင်ထွက်ရှိရတယ်ဆိုတော့အဝင်တော့ပြပြီးအထွက်မရှိဘူးဆိုရင်အဲ့ဒါသိကြတယ်ဘယ်ရောက်သွားလဲအဲ့လူတွေအဲ့တော့ထိုင်းကပြောင်းတာညင်းနေပြီမဲ့မဲဆောက်ကိုဝင်တယ်ပြီးရင်မဲဆောက်ကနေမှမြန်မာဘက်ကိုကူးတယ်မြန်မာဘက်မှာရှိတဲ့ကြားဖြန့်အလုပ်တွေမှာသွားဝင်လုပ်တယ်နော်လူကုန်ခံရတာရှိတယ်ကိုယ်တိုင်လာလို့တာရှိတယ်မျိုးဆိုအဲ့ဒါရှိတယ်အဲ့ဒါမဲဆောက်နဲ့တိုင်းဆက်ဆိုင်တယ်မဲဆောက်ကပဲထိုင်းပိုင်တာလीအဲ့တော့ထိုင်းကပြောင်းညင်းတယ်ဒါပွင့်တယ်ပဲထိုင်းကတော့ပြောင်းညင်းမှာပဲဒီကိစ္စမှာ तू လည်း तू မပတ်သက်ဘူးပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းဟွန်ဆန်ကြီးကပြောခဲ့ဘူးတယ်ဒါကြားဖြန့်ထိုင်းအောင်ဖြစ်တော့ထိုင်းကိုလည်းညှို့တန်းထိုးတာထိုင်းလည်းမှာမနေ့ရှင်းလဲရတယ်ဆိုတော့အခုချိန်မှာတကဘာလုံးကတိတယ်ထိုင်းကိုမပြောချင်လို့သာမပြောတာပြောချင်လို့သာမပြောတာထိုင်းရဲ့ဒီ diplomacy ကောင်းလုံးလို့သာထိုင်းကိုသိအဲ့လောက်ကြီးမပြောတာပြီးတော့ media အားကောင်းနဲ့ဝါဒပြန်ဖြတ်နိုင်လို့သာထိုင်းကိုသိမပြောကြတာမြန်မာလိုနိုင်ငံကိုကြတော့မြန်မာလိုနိုင်ငံကြဟိုတိမ်ငယ်တာပေါ့ဗျာနှိမ်ချတာပေါ့နှိမ်တာပေါ့ပြီးတော့မြန်မာ media တွေထဲမှာလည်းထိုင်းဒီကဘာကိုပြန်ဖောက်ပြီးပြောနေတဲ့ media တွေသိမရှိဘူးမရှိတဲ့အခါကျတော့ဖိပြောတာပေါ့ဗျာကျွန်တော်တို့ဘက်ကပြန်ပြောနိုင်တယ်လို့မရှိဘူးမြန်မာဘက်ကပြန်ပြောနိုင်တယ်လို့မရှိဘူးတကယ်ကိုအင်္ဂလိပ်လိုအားရပါရပြန်ပြီးအင်္ဂလိပ်လိုပြန်ရှင်းနိုင်မယ်လို့ presentation လုပ်နိုင်မယ်သူနောက်တော့ကအင်္ဂလိပ်လိုပြန်ပြီးတော့ခတ်လိုက်ရေးရပါတယောက်တည်းနဲ့လည်းမရဘူးဒါမျိုးခတ်လိုက်ရေးရတယ်အဲ့လိုရေးဖို့တော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်တွင်းမှာရှိတဲ့ media တွေအောင်လုပ်နိုင်သလားဆိုတော့ခင်ဗျားတို့ကြည့်ရုပ်လေခင်ဗျားတို့ရုပ်သံတွေအားပေးနေကြတယ်ကျွန်တော်တို့ရုပ်သံကြည့်တယ်ခင်ဗျားတို့ရုပ်သံမျိုးစုံလိုက်ကြည့်တယ်သတင်းတွေလိုက်ပါတယ်ကဲကျွန်တော်မေးပါမယ်ခင်ဗျားတို့မျက်လုံးထဲမှာနိုင်ငံတကာကိုပြန်ဖောက်နိုင်တဲ့ media ဘယ်နှခုတွေ့လို့ပြည်တွင်းမှာအဲ့သူတို့တော့ media လို့သုံးနေကြတယ်ဒါပေမဲ့ဘယ်နှယောက်ကအဲ့နိုင်ငံတော်ပြန်ဖောက်နိုင်လို့မဖောက်နိုင်ဘူးမြန်မာလိုတောင်စာအုပ်ဖြောင်းမင်းနဲ့အင်္ဂလိပ်လိုဆိုဝေးရော
ဆိုကျွန်တော်လည်းအင်္ဂလိပ်ပြန်မရေးနိုင်ဘူးဒါပုံမှန်လေးပြောတာအဲ့တော့ကျွန်တော်လည်းမရေးနိုင်ဘူးရေးနိုင်လူတွေကျွန်တော်ရေးနိုင်ကြွချင်တဲ့သူပြန်ခေါ်ပြီးကျွန်တော်ပြန်သုံးရတာအဲ့လိုထိရောက်တာဆိုတော့ဘာလို့ကျွန်တော်နိုင်ငံမှာပြန်မဖောက်နိုင်ဘူးမဖောက်နိုင်တော့မီဒီယာအပြန်မဖောက်နိုင်တဲ့ခါကျတော့ဟိုဘက်ကဖိရေးပြီးရေးချင်တာကျွန်တော်မြန်မာခံရတယ်ထိုင်းကြတော့မရဘူးထိုင်းမှာမီဒီယာတွေကအင်္ဂလိပ်လိုပြန်ကောင်းကောင်းဖိပြောတယ်တခါတကဘာလုံးပြန်ဖိရေးတယ်မဘန်ကောက်ပို့စ်လိုမျိုးကြီးတွေကဝင်ရေးတယ် The Nation ကဝင်ရေးပလိုက်တယ်ထိုင်း PBS တို့ဘာတော့ဝင်ရေးတယ်စသဖြင့်ပေါ့နာမည်ကျော်တဲ့အကုန်ရေးတာထိုင်း TV channel တွေအကုန်လုံးရေးတယ်ဘာလို့လဲသူတို့က funding ကောင်းကောင်းရတယ်ထိုင်းနိုင်ငံမှာကြော်ညာကောင်းကောင်းရတယ် funding ကောင်းကောင်းရတယ်အစိုးရတွေကိုယ်တိုင်ကတချို့မီဒီယာတွေကိုထိုင်းမှာတချို့မီဒီယာတွေကိုအစိုးရကိုယ်တိုင်ကဒီသတင်းလေးငါတို့ဖြန့်ပေးဒီအတွက်မျိုးဘလောက် bonus ဘလောက်ယူဆိုတာမျိုးရှိတယ်ထိုင်းမှာလေနော်အဲ့လိုရှိတယ်အဲ့လိုဖြန့်ခိုင်းတယ်ဘာလို့ကိုယ်နိုင်ငံနဲ့ပတ်သက်ပြီးတိတ်ခါကြမဲ့ကိစ္စမျိုးဆိုကိုယ်မီဒီယာတွေကိုအသုံးချပြီးပြန်ပြီးတော့ဝါဒပြန်ဖြန့်ခိုင်းတာမရဘူးပြန်ဖြန့်သူဖြန့်အဲ့တော့အဲ့ထိုင်းမီဒီယာတွေကလည်းကိုယ်နိုင်ငံအမျိုးသားရေးစိတ်နဲ့ပြန်ဖြန့်တယ်ပတ်စံလိုက်ရတယ်ပြန်လည်းဖြန့်တယ်အဲ့လိုလုပ်တာဆိုတော့ထိုင်းမှာအဲ့လိုလုပ်ကြတယ်နော်မြန်မာပြည်မှာကပုံမှန်လင်းပြောရရင်နိုင်ငံတကာဖောက်ဖို့ပြောနေပြည်တွင်းမှာပတ်ခွေနေတာချင်းချင်းပတ်ချနေတာလေရှေ့ကိုမရောက်တော့ဘူးအဲ့တော့ရှေ့ရဲ့တိုက်တွေကလည်း human resource ကမရှိဘူးရှေ့ရဲ့လူတွေကလည်းလုံးနဲ့ချလက်ပတ်လိုက်နေအဲ့တော့မလွယ်ဘူးအဲ့တော့ပြန်မဖောက်နိုင်လို့ကျွန်တော်တို့ခံရတာအခုချိန်ဒီနေ့ချိန်ဒီမြန်မာမီဒီယာတွေနိုင်ငံတကာပြန်ဖောက်ဖို့ဆိုတာအရန်ကိုအကန့်အသတ်ဖြစ်တယ်အရန်ကိုလောက်အကိုင်းခက်တဲ့အခြေအနေရှိတယ်မြန်မာနိုင်ငံမှာတခြားနိုင်ငံတူတူတန်ဖောက်ခဲ့တာဆိုတစ်ချိန်တော့မြန်မာတိုင်းမရှိမယ်နောင်ပေါ်လာတဲ့ဟိုဟာဗာလဲအခု11ရှိမယ်မြန်မာတိုင်းရှိမယ်11ရှိမယ်နောက် frontier တို့ဘာလို့ပြန်ဖောက်မလားလို့မေးတာဘဲဟုတ်မလဲ frontier တို့အုပ်စုကဟိုဘက်သွားပြီးတော့မှအင်္ဂလိပ်လိုရေးပြီးတော့မြန်မာကိုပြန်ဆော်နေတာအမေမြန်မာကိုပြန်ဆော်နေတာသူက frontier ဟုတ်ပဲထင်တာပြန်ဆော်တာမြန်မာပြည်တကယ်ဟွာဒီကိုယ့်နိုင်ငံကိုကာကွယ်ပေးရမယ်အစားကိုယ့်နိုင်ငံကိုပြန်ဆော်နေတဲ့အင်္ဂလိပ်ပြန်ဆော်နေကောင်လေးကြီးပဲဆိုတော့မြန်မာပြည်အဲ့လိုပြန်ရေးနိုင်တဲ့လူခက်နဲပါတယ်သတင်းထန်နိုင်တယ်အဲ့တော့အစိုးရတွေအဲ့ဒါကိုအားပေးရမယ်မ global new light ဆိုမြန်မာတို့ဒီမြန်မာလည်းကြေးမှုလို့တော့ဘယ်လိုလုပ်ရမှာလဲဒီလောက်နဲ့တော့ဘယ်လိုလုပ်ဖြစ်မှာလဲမရှိလို့မဟုတ်ရှိရမယ်ဒါပေမဲ့ဒီလောက်နဲ့ဘယ်လိုလုပ်ရမလဲဆိုတော့နိုင်ငံတကာကိုပြန်ပြီးတော့ကိုယ့်နိုင်ငံပြန်ပြီးတော့များများတွန်းပြောနိုင်မယ်တွန်းပြီးရေးနိုင်မယ်ဖိအားပေးနိုင်မယ်ပြန်ပြီးတော့ကောင်တာပြန်လုပ်နိုင်မယ်လူတွေလိုပါတယ်ကမ္ဘောဒီးယားတော့ခမာတိုင်းဆိုတာမျိုးတွေအများကြီးနာမည်ကျော်တယ်ကမ္ဘောဒီးယားလိုဟာမျိုးတော့ပြန်တုတ်ပြန်တယ်စော်တာပဲဆိုတော့ကမ္ဘောဒီးယားခမာတိုင်းလားမသိဘူးကျွန်တော်မေ့နေ phone number post လာပါမသိဘူးအဲ့ဒါမျိုးတွေပေါ့ပြန်တုတ်တယ်ပြန်ရေးကြတယ်နော်ဆိုတော့ရေးနေတာရှိတယ်ကျွန်တော်နိုင်ငံမရှိဘူးဘင်္ဂလားဒေ့ရှ်လည်းအမှန်ကန်အင်္ဂလိပ်ကောင်းကောင်းရေးပြန်တွေ့နေတဲ့တပုံကြီးပဲကျွန်တော်မြန်မာပြည်မှာအဲ့ဒါမျိုးမလုံးနိုင်ကြဘူးလုံးချင်တဲ့သူကိုလည်းလုံးနိုင်အောင်အားမပေးနိုင်ဘူးအဲ့လိုဖြစ်နေတယ်ပြဿနာအဲ့လိုဖြစ်နေဆိုတော့တိုင်းပြည်ကတော့နည်းနည်းမှဖြစ်တာပေါ့အဲ့တော့ထိုင်းကတော့သူ့မီဒီယာတွေနဲ့သူပြန်ပြီးတော့သူတို့မဟုတ်ဘူးငါတို့ကြားဖြတ်မလုပ်ဘူးငါတို့ဘာညာမဟုတ်ပါဘူးငါတို့မလုပ်ပါဘူးမင်းထင်သလိုမယုံပါဘူးပေါ့ဗျာစကလန်ချင်းဆိုပြကုန်ရောဆိုပြကုန်တော့ဟိုသူတို့ကတော့ပြောလို့ရတာပေါ့ကျွန်တော်တို့မြန်မာတော့ပြန်လက်ညှိုးပြတ်ထိုးတော့ဒါမြန်မာနဲ့ဆိုင်တယ်မြန်မာဆိုင်ဆိုအခုပြန်ထိုးတယ်ထိုင်းဆိုတော့မြန်မာနဲ့ဆိုင်သလားဆိုတော့မြန်မာနဲ့ကတော့ဆိုင်တော့ဆိုင်တယ်ဒါပေမဲ့အဲ့ဒီလူတွေမြန်မာပြည်ရောက်လာဖို့တော့ထိုင်းကနေဖြတ်ပြီးမှလာရတာဖြစ်တယ်ထိုင်းကကိုပတ်သက်နေတာဒါကိုပြောချင်တာမြန်မာတွေကအခုဖြည့်ရှင်းပြီးသွားပြီဖန်ဆိုင်ဖန်ပြန်ပို့ပြီးသွားပြီပြန်ပို့တာများလွန်းလို့တော့မှပဲဟိုကောင်นี่ပြန်တော့မခေါ်နိုင်တဲ့အထိဘွားရောက်ကုန်တယ်ခင်ဗျစဉ်းစားကြည့်ဒါတွေကမြန်မာဘက်ကလိုက်ပြီးလုတ်ပေးနေတယ်ကြားဖြတ်နေပတ်သက်အခု writer တို့ကတော့ရေးတယ်ထိုင်းကိုမင်းတို့ပါတယ်ဆိုပြောတော့ writer တို့ကဒါတဲ့တက်ကို writer သူတို့ထိုင်းကိုတက်ခါချအောင်လုပ်တာဘာညာမျိုးစုံလျှောက်ပြန်တုံ့ပြန်တာပေါ့ဗျာဒီလိုမျိုးတွေပေါ့ဆိုတော့မြို့သို့ပင်ဆိုစကားမှုတုံ့ပြန်နိုင်တဲ့အားရှိတယ်တုံ့ပြန်ပေးမဲ့မီဒီယာတွေရှိတဲ့ခါကျတော့ပြန်တုံ့ပြန်ပြီးရေးသားကြတယ်အဆင့်ကိုထိုင်းကလုံနိုင်ခဲ့တယ်မီဒီယာနဲ့ပြန် fight နိုင်တဲ့အဆင့်ကိုသူတို့ထိုင်းကတိဆောက်ထားတယ်ကျွန်တော်နိုင်ငံမှာတော့လိုနေသေးတယ်လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်တော့တွေ့ရတယ်ဒါကတော့ကျွန်တော်တို့ကြားဖြတ်တဲ့ပတ်သက်ပြီးထိုင်းဘက်ကညင်းဆိုတာရဲ့ကိစ္စတွေပြပြတာပါတစ်ချိန်တည်းမှာပဲဒီချင်းမိုင်မှာလဲချင်းမိုင်မှာလဲဟိုနေ့ကပေါ့နော်ဟိုနေ့ကဗာလဲဟိုဓာတ်ခုတ်တဲ့ဂိုင်းပေါ့နော်ဓာတ်ကင်ခုတ်တဲ့ဂိုင်းပေါ့အဲ့ဂိုင်းကအဖွဲ့တွေပေါ့နော်အဲ့ဂိုင်းအဖွဲ့တွေကတချို့ပြန်မိပြီဆိုတဲ့သတင်းတွေထွက်လာပါတယ်ဆိုတော့ဒါကဗာလဲဆိုတော့ချင်းမိုင်မှာနော်အားလုံးသိတဲ့အတိုင်းချင်းမိုင်မှာဟိုချင်းမိုင်မှာထိုင်းကျောင်းသူအုပ်စုကျောင်းသားကျောင်းသူအုပ်စု၃ယောက်ကိုအုပ်စုဖွဲ့ပြီးဓာတ်ခုတ်တဲ့999ဂိုင်းပေါ့နော်ဂန်ပေါ့နော်ဂန်လိုပဲကိုသုံးလုံးဂိုင်းပေါ့ဗျာကိုသုံးလုံးဂိုင်းနော်ပြောကြနေတိုင်းအင်္ဂလိပ်စကားမပြီးဘူးဆိုပြီးတော့နေတိုင်းနဲ့ပြဿနာရှာနေမှာဆိုလို့ဗမာဆိုတော့ဗမာတန်နဲ့ငပိတန်နဲ့ပြောတော့မရဘူးပြီးအောင်ပြောဆိုတာမျိုးတွေရှိသေးတယ်တချို့တွေကလည်းမရရအောင်ညှစ်ပြောခိုင်းတယ်ကလားတွေကိုအင်္ဂလိပ်စာတန်ပြီးအောင်ပြောခိုင်းကြည့်ပါလားလို့အဲ့လူတွေပြောမြန်မာဆိုတော့ဗျာမြန်မာကျောင်းမှာတက်ခဲ့တဲ့ကောင်မြန်မာလိုပဲထွက်မှာပေါ့ဘယ်လိုလုပ်ပြီးတော့ဟို English speaking ကို native မှာမဟုတ်တော့ဘယ်လိုလုပ်ရမလဲတစ်ထပ်တဲ့တူကဘယ်လိုထွက်နိုင်မလဲဆိုတော့တခါကျတချို့တွေကလည်းကြံဖန်အပြစ်ရှာကြတယ်အဲ့လိုကြံဖန်ရှာတယ်ဗျာကဲနော်စကားအညာလို့ကျွန်တော်သုံးတာအညာလို့သုံးရမယ်မရဘူးညာဆိုတဲ့ဟာရှိသေးတယ်တခါကြံဖန်အပြစ်ရှာတဲ့လူကလည်းရှိတယ်ဗျာတကယ်ကိုကျွန်တော်တို့တိုင်းပြည်မှာလေဟိုလူရတာဘာမှမဟုတ်တာအဲ့ပြဿနာရှာမယ်ဆိုတော့ကောင်ထိန်ဆုံးဟာကြီးပဲအဲ့လိုဟောင်းနေကြီးပဲနော်ဆိုတော့ထားပါတော့ဆိုတော့အခုကိုသုံးလုံးခိုင်းအဲ့လိုပဲကျွန်တော်ပြောနော်ကိုသုံးလုံးခိုင်းအဲ့ဒီခိုင်းကဂိုင်းနဲ့ဂိုင်းကောင်းဆောင်မြန်မာနိုင်ငံသားကဲတွားပြီပေါ့ဗျာမြန်မာနိုင်ငံသားပေါ့ရှမ်းတိုင်းရင်းသားအဲ့လူငယ်ကိုဖမ်းဆီးရမိပါပြီဆိုပြီးတော့ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်တယ်ပြီးခဲ့တဲ့စက်တင်ဘာ16ရက်ညကနော်ချင်းမိုင်မှာရှိတဲ့ဒီစိုးဆိုင်တစ်ခုမှာအိုးလျှော်ဆိုင်နားမှာပေါ့နော်မြန်မာနိုင်ငံသားအုပ်စုကဓားတွေနဲ့ရမ်းပြီးတော့အမှကျောင်းသားထိုင်းကျောင်းသားကျောင်းသူတို့ဓားနဲ့လိုက်ခုတ်တာမသိုံတမယ်ပေါ့ဗျာနော်မသိုံတမယ်ပေါ့နော်မသိုံတမယ်ကျောင်းသူလက်ကောက်ဝတွေပဲပြတ်ထောက်သွားတယ်ရှိဖြစ်ကုန်တယ်
ဆိုတော့အဲ့တော့မသိဘူးတမဲပေါ့လောက်တာအဲ့လိုအဲ့ဒါတွေပတ်သက်လို့လိုက်ပြီးထိုင်းရဖမ်းတယ်ဖမ်းလိုက်ဖမ်းအောင်အဲ့ဒီ19ရက်ညမှာပဲဓာတ်ခုံမှာပါဝင်တဲ့စိုင်းအိုက်မောင်တို့ဘာလို့ညာတို့အပါဝင်မြန်မာနိုင်ငံသားရှမ်းတိုင်းသား50 sorry 15ဦးပြောတာ15ဦးကိုဖမ်းဆီးရမိသွားတယ်ဖမ်းဆီးရမိပေမဲ့အဲ့ဂိုင်းရဲ့ခေါင်းဆောင်ပေါ့ဂိုင်းခေါင်းဆောင်အိုက်ထော့ဆိုတဲ့ပုဂ္ဂိုလ်အိုက်ထော့တဲ့ပုဂ္ဂိုလ်ကထွက်ပြေးလွတ်မြောက်နေတယ်လွတ်မြောက်နေတော့အဲ့ဒါထိုင်းရဲတွေလိုက်ဖမ်းနဲ့ဒီကနေ့စက်တင်ဘာ21ရက်မှာတော့ဟိုချာချင်းဆောင်ခရိုင်ပလန်ယောင်ဆိုတဲ့မြို့မှာနော်ပလန်ယောင်ဆိုတဲ့အဲ့မြို့မှာပဲအဲ့ဒီကောင်ကိုဖမ်းဆီးရမိတယ်ဒီကောင်ကကမ္ဘောဒီးယားကိုထွက်ပြေးဖို့ကြိုးစားနေတဲ့အချိန်မှာသူ့ကိုအိုက်ထော့ကိုဖမ်းဆီးရမိတယ်လို့သိရရဲတပ်ဖွဲ့တော်တော်ပိတ်ဆို့ဖမ်းဆီးလိုက်ရတယ်သိရတယ်အဲ့တော့အဲ့ဒီအိုက်ထော့ဆိုတဲ့ကောင်ကိုလောလောဆယ်တော့သူ့ကိုပါပြန်ဖမ်းပြီးတော့တစ်ဖွဲ့လုံးဖမ်းပြီးတော့အမှုဖွင့်ရေးယူဖို့ပြင်နေတယ်ပြောရရင်တော့ဟိုဘာပဲပြောမြန်မာတွေဟိုမှာတော့တောင်းကျမ်းတယ်ရန်ကားတာသူတို့ရန်ကားတာရေးမကြည့်ဘူးဗျနာမည်ထွက်တော့မြန်မာဒါပေမဲ့တခုဖြစ်တော့သူတို့ကငါတို့ကဖြတ်ဒါဖြစ်တော့နာမည်ပြတော့မြန်မာဒါကြောင့်တစ်ခါကျရင်လေမြန်မာနိုင်ငံမှာမွေးတဲ့တိုင်းရင်းသား135မျိုးခင်ဗျားတို့ကြိုက်တာပြောနောက်ဆုံးကမ္ဘာမှာနာမည်ထွက်တာမြန်မာဗျတကယ်တိတ်ခါကြိုက်ဟေးဆိုလေမြန်မာပဲဗျကြာဘယ်သူမှရှမ်းတိုင်းရင်းသားတို့ကချင်တိုင်းရင်းသားတို့ချင်းတိုင်းရင်းသားတို့ဗမာတိုင်းရင်းသားတို့ဘာတိုင်းရင်းသားညာတိုင်းရင်းသားဆိုခေါင်းဆောင်မတက်ဘူးမြန်မာဆိုတော့အဲ့ကြောင့်ပြပရောက်သွားတဲ့သူတွေမြန်မာတွေတချို့တွေနေနေပဲလေကိုယ်နိုင်ငံဂုံတိတ်ခါကိုကိုယ်တိုင်မဖြက်စည်းသူတွေမဖြစ်အောင်တော့ထိန်းကြဖို့လိုတယ်မပြောတဲ့မလုပ်တဲ့မမရိုင်းတဲ့အောင်မဟင်းချတဲ့ဘူးဗျအခုကကြတော့မြန်မာပြည်မှာလို့သူထင်တယ်ဒီကောင်တွေကြည့်ရတာဟိုရှမ်းပြည်နယ်တွေကကြည့်ရလက်နက်ကင်တပုံအုပ်စုတွေရဲ့တာသမီတွေလားမသိဘူးမျိုးတွေလားမသိဘူးဒီကောင်တွေကြည့်ရပါဆိုတော့သူတို့ရှမ်းပြည်နယ်ထဲမှာသူတို့အုပ်စုဖွဲ့ပြီးလူမိုက်လူရဲငါလို့ဂိုင်းစတာလို့လုပ်လို့ရရင်မဲ့ထိုင်းနဲ့လည်းသွားလဲလို့ကိုထိုင်းကဖမ်းအောင်အဲ့ဘာတက်နိုင်သေးလေပေါ့ကျွန်တော်ထင်တယ်ဒီအုပ်စုတွေကတော့ရှမ်းလက်နက်ကင်ဖွဲ့ရင်းနဲ့ဆက်ဆက်နေလိမ့်မယ်ဗျနော်ဦးရဲစစ်တို့အုပ်စုတို့ SSB အုပ်စုတို့ဝါတို့မိုင်းလာတို့အဲ့ဒီအုပ်စုတွေနေများတော့ဆက်ပတ်သက်နေသလားမသိဘူးအဲ့ဒီအုပ်စုတွေဘာလို့ဆိုဒီကောင်တွေကြည့်ရတာအိုက်ထော့တော့ဆိုတော့ကလေးကဝါတွေလားတော့မသိဘူးကြည့်ရတာဆိုတော့ဒီကောင်တွေသူတို့ဒေတာမှာသူတို့ဆရာကြီးပဲသူတို့ဆရာကြီးဖြစ်ပေမဲ့ဟိုဘက်ထိုင်းသွားလဲရောက်တော့သူတို့သွားလို့ဘယ်ရမလဲတချို့ကိစ္စတွေတချို့နိုင်ငံတွေမှာငွေနဲ့ဖြည့်ရှင်းလို့မရတာတပုံကြီးပဲအဲ့တော့ဟိုသွားပြီးတောင်းကျမ်းတာပေါ့တောင်းကျမ်းတော့နာမည်ပြတ်တော့မြန်မာနာမည်ပြတ်တယ်ကျွန်တော်တော့ပုံလိုက်ပြဒီလိုကောင်မျိုးတွေကဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ပုံပေါ်လင်းနေပဲဘယ်အဲ့နိုင်ငံဥပဒေနဲ့ပြပြသားအနေနဲ့ရမယ်ဟာတွေမရိုင်းရမ်းကားတာတော့လက်ခံလို့မရဘူးဂိုင်းစတာလိုမျိုးကြောင်တောင်ကြားတာလောက်တာတော့လက်ခံပြီးလို့မရဘူးအဲ့ဒါတွေကထောင်ထဲကိုထည့်ပြီးထားမှာထောင်ထဲနှစ်ရှည်ရှည်ကိုထည့်ပြရမှာဖြစ်နိုင်ပြန်ထွက်လာတဲ့ခါမှာနှာခေါင်းမွေးမုတ်စိမ့်ဖို့သပင်းမှာဖြူထွက်တော့ထားပြရမှာအဲ့တော့မှပဲဒီကောင်လေးနည်းနည်းလေးလူမှတ်တော့မှာနောက်အုပ်စုကလည်းလန့်တော့မှာဒါပဲအဲ့တော့ထိုင်းရဲတွေနေနေလဲပြရတာဂိုင်းလိမ့်မယ်လို့ယူဆတယ်ဘယ်လိုလုပ်လို့တော့မသိဘူးအဲ့ကောင်ဘလောတဲ့အိုက်ထော့ဆိုတော့အဲ့ခေါင်းဆောင်မိပြီချင်းမိုင်မှာတောင်းကျမ်းတဲ့အုပ်စုဒီများဂိုင်းခေါင်းဆောင်မိပြီလို့သိရပါတယ်